ဆုံးမလဲခုကချင်နေမိတာမေးရလွယ်ပင်မေးဖြေခဲသိတယ်လို့မသိတယ်လို့ပါပဲနေရဟာမတည်ငြိမ်ခြင်းချိန်ဆိုတာမတည်ရခြင်းလို့ယူဆကြရင်အပူတွေကိုမဆိုတတ်ဘူးတာမလူတယောက်မို့လေတကယ်ပါကိုရင်မိကတော့ချစ်တာတစ်ခုတည်းသိတယ်တကယ်ပါကိုရင်မိကတော့ချစ်တာတစ်ခုတည်းသိတယ်တကယ်ပါကိုရင်မိကတော့ချစ်တာတစ်ခုတ